သူကကာပူချီနိုတစ်ခွက်ပဲမလိုက်တာပါဒါပေမဲ့ကော်ဖီဖွယ်တဲ့သူရဲ့မျက်နှာကချက်ချင်းကြီးပြစ်သွားခဲ့ပါတယ်ကြီးမားလည်းဘေးတို့ခါကခုခုဆက်ရောက်လာတော့မယ့်အတိုင်းပါပဲရဲတွေကလည်းသူတို့ရဲ့တနက်တွေကိုချက်ချင်းထော်လိုက်ကြပြီးအပြင်ကတင်ကားကြီးကတော့သူ့စီကိုအမြောက်နဲ့ချိန်ထားလိုက်ပါတယ်တခုခုတော့မားနေပြီဆိုတာကိုသိလိုက်တဲ့ဒီလူငယ်လေးကချက်ချင်းပဲအမေရိကန်နိုဝေးပေးပါတော့လူပြင်ဖြိုးလိုက်ရပါတယ်အဲ့ဒီတော့မှကော်ဖီဖွယ်တဲ့သူကစိတ်အေးသွားပြီးတင်ကားကြီးကလည်းသူ့အမြောက်ကိုဖြည်းဖြည်းချင်းပြန်နှိမ်ချသွားပါတော့တယ်သူ့နာမည်ကဂျက်လို့ခေါ်ပြီးဂိမ်းလော့ကာတွေက NPC တယောက်ဖြစ်ပါတယ်နေတိုင်းကတော့အမြဲတမ်းအတူတူပါပဲသူကဘန်ကိုသွားတဲ့အခါဒီအဝတ်စားကိုပဲဝတ်တယ်ဂိမ်းကစားသူတွေကဘန်သားပြတိုက်တဲ့အခါတိုင်းချန်ပီယံပေါ်မှာလင်းလင်းမာမာလေးဝတ်နေပြရတယ်ပြီးတော့လုတ်ဖော်ကိုင်ဖတ်တွေနဲ့နေ့လည်စာအကြောင်းဆွေးနွေးကြပါတယ်ဂိမ်းကပြန်စားတဲ့အခါတိုင်းမှာလေသူကနောက်တနေ့ကိုအစကနေပြန်စတင်ရတာပါပဲဒီနေ့မှာတော့သူဟာနေကမြမှန်းတတ်ထားတဲ့မိန်းကလေးတယောက်ကိုတွေ့လိုက်ရတဲ့အထီးပေါ့အဲ့ဒီမိန်းကလေးကပေါက်ကွဲမှုတွေကြားထဲမှာတော့တက်တောင့်တက်တာနဲ့လမ်းလျှောက်သွားခဲ့တာပါအဲ့ဒီအချိန်မှာဂျက်ရဲ့ရင်ကုန်တန်တွေကလည်းထိမ့်မနိုင်သိမ့်မရအောင်မြန်လာခဲ့ပါတယ်သူ့ဘဝရဲ့ကံကြမ္မာဆက်ဝန်းကိုပထမဆုံးအကြိမ်ဖြစ်ဖောက်ချွတ်ခြင်းစိတ်ပြီးပေါ်လာခဲ့တာပါသူကအဲ့ဒီမိန်းကလေးကိုစကားသွားဖျောက်ဖို့စူးစမ်းခဲ့ပြီးမယ်စကားတော့မဆုံးသေးခင်မှာလေကားတိုက်ခံရပြီးတေဆုံးသွားခဲ့ပါတယ်ကံကောင်းတာကတော့နောက်တနေ့မှာသူကပုံမှန်အတိုင်းပြန်ရှင်းလာခဲ့တာပါပဲသူဘန်ချမ်းပင်ပေါ်မှာထပ်ပြီးဝတ်နေရတဲ့အချိန်မှာမနေ့ကမိန်းကလေးကိုထပ်တွေ့လိုက်ရပါတယ်အာလန်ကထပ်ပြင်းချပြီးတော့သူကနေကမျက်မှန်းတက်ထားတာလေမင်းတို့ကြားမှာဘာမှဖြစ်လာမှာမဟုတ်ဘူးလို့သတိပေးခဲ့ပါတယ်အဲ့ဒီအချိန်မှာဂျက်ကအကြံတစ်ခုရသွားခဲ့ပါတယ်ဒါဆိုရင်ငါလည်းနေကမျက်မှန်းတက်လိုက်ရုံပဲပါတယ်သူကဓားပြရဲ့နေကမျက်မှန်းကိုယူဖို့ကြိုးစားလိုက်ပါတယ်အဲ့ဒီမျက်မှန်းကိုတက်လိုက်တဲ့အချိန်မှာတော့တကဘာလုံးကပြောင်းလဲသွားပါတော့တယ်လမ်းမတွေပေါ်မှာစေးဒေတာတွေနဲ့ငွေထုကြီးတွေပေါ်လာခဲ့ပါတယ်စေးဒေတာကိုထိလိုက်တာနဲ့သူ့ရဲ့ဒဏ်ရာတွေကချက်ချင်းပျောက်ကင်းသွားပြီးငွေထုကြီးတွေကိုထိလိုက်တဲ့အခါမှာလည်းသူ့ရဲ့ဘဏ်အကောင့်ထဲကငွေတွေကချက်ချင်းတိုးလာခဲ့ပါတယ်သူအမြဲတမ်းမက်ခဲ့ရတဲ့ဖနက်တစုံကိုလည်းချက်ချင်းဝဲလိုက်ပါတော့တယ်ဒါကိုသိသွားတဲ့ဂိမ်းကုမ္ပဏီကတော့ပြပြတလဲထစ်သွားခဲ့ပါတယ်ဂိမ်းထဲကိုဟက်ကာတယောက်ဝင်နှောင်းရှက်နေတယ်လို့သူတို့ကထင်သွားကြတာပါဒါကြောင့်ဒီလိုထူးဆန်းတဲ့ဇက်ကောင်တွေကိုရှင်းထုတ်ဖို့အတွက် programmer တွေကိုဂိမ်းကစားသူတွေအဖြစ်ဟန်ဆောင်ပြီးလွတ်လိုက်ပါတယ်သူတို့ကနှစ်ယောက်ကဂျက်စီဝင်လာပြီးတော့စူပူကြပါတော့တယ်ကျွန်တော်ဖနက်တစုံမဲ့ဝဲလိုက်တာပါလို့ဂျက်ကကြောင်တောင်နဲ့ပြန်ပြိုးလိုက်ပါတယ်ရုတ်တရက်ဆိုသလိုသူတို့ကတက်နက်တွေထုတ်လိုက်ကြတယ်ဂျက်ကဗီဇာအရရှောင်းလိုက်တဲ့အချိန်မှာသူ့ဖနက်ဘောကခလုတ်တစ်ခုကိုတနိထားမိသွားပါတယ်အဲ့ဒီခလုတ်ကိုလက်နှစ်ဖက်နဲ့နှိပ်လိုက်တဲ့အခါမှာတော့သူကလေးတဲ့ကိုချက်ချင်းပြန်တက်သွားပါတော့တယ်အောက်က6နဲ့ကြီးကိုရင်ဆိုင်နေကျူးတွေကိုဆွဲပြစ်ပြီးသူကဖြန်တန်းနေကြတာပါ programmer တွေကလည်းစိတ်ဝင်စားသွားပြီးအဆောက်အုံရဲ့ကွန်ဆန်တွေကိုပြောင်းလဲပြလိုက်ပါတယ်ဂျက်ကိုစိုင်းတန်ကြဖို့ရအောင်ထွန်းပို့လိုက်ပြီးအဲ့ဒီမှာသူကကီရီယာတန်ပလာဇာနဲ့အများကြီးကိုစုဆောင်းမိပါတယ်ဒါပေမဲ့သူထပ်ပြီးခုန်ချလိုက်တဲ့အချိန်မှာတော့အောက်ကိုပြုတ်သွားခဲ့ပါတယ် programmer တွေကတော့သူတို့နိုင်ပြီလို့ထင်နေကြတာပါ NPC တွေကအကန့်အသတ်မရှိပြန်ရှင်းလာနိုင်တယ်ဆိုတာကိုသူတို့မသိကြပါဘူးတကယ်တမ်းဒီ game ကို Amy နဲ့ Tom တို့ကဖန်တီးခဲ့တာပါသူတို့ရဲ့အထက်လူကြီးဖြစ်တဲ့ Pete ကမူရင်းကုတ်တွေကိုခိုးယူပြီးအခုလက်ရှိ City of Freedom ဆိုတဲ့ game အဖြစ်ပြန်ထုတ်ခဲ့တာပါ Amy ကထားတာထွက်ပြီး company ကနေထွက်သွားခဲ့ပါတယ်ပြီးတော့ဒီခိုးယူထားတဲ့အထောက်အထားတွေကိုရှာဖို့အတွက် game ကစားသူအဖြစ်ဟန်ဆောင်ပြီး game ထဲကိုဝင်ရောက်ခဲ့တာပါဒီနေ့မှာတော့ Amy ဟာ game ရဲ့အဓိကအခြေခံစက္ကန့်တွေကိုရောက်သွားတဲ့အချိန်မှာ Jack ကသူ့နောက်မှာပြုံးပြီးပေါ်လာခဲ့ပါတယ်မင်းကိုလိုက်ရှာနေတာလို့သူကပြောလိုက်ပါတယ်သူတို့စကားသိမပြောသေးခင်မှာပဲအချက်အလန့်တွေမီလာနေရန်သူတွေဝိုင်းလာခဲ့တယ်။ Amy ကသူမရဲ့လက်နက်တွေကိုထုတ်ပြီးပြန်တိုက်ခဲ့တယ်။အရေးကြီးတဲ့အချိန်မှာတော့သူမက teleport တံကားတစ်ခုကိုဖွင့်ပြီးထွက်ပြေးခဲ့တာမှာ Jack ကလည်းနောက်ကနေကတ်လိုက်သွားခဲ့တယ်။ Jack ကသူမနဲ့အတူလိုက်ချင်ပေမဲ့ Amy ကသူ့ကိုကြည့်ပြီး level 100နဲ့အတူအရင်ရောက်အောင်လုပ်ဖို့ပြောပါတယ်။တခြားသူတွေက NPC တွေကိုတတ်ပြီး level 10ကပေမဲ့သူကတော့ game ကစားသူတွေကိုပဲပြန်တိုက်ခဲ့တယ်။သူတေးပြီးပြန်ရှင်လာတိုင်းမှာပိုပြီးတန်မာလာခဲ့ပြီးနောက်ဆုံးမှာတော့ level 100ကိုရောက်သွားခဲ့ပါတယ်။ပြင်ပကဘာမှာတော့အင်ဂျီပြားနဲ့ Superman ဆိုပြီးနာမည်ကြီးသွားခဲ့တာပါ။နောက်ဆုံးမှာတော့ Amy ကခိုးယူထားတဲ့မူရင်းကုတွေကိုလုံခြုံရေးအပြည့်ရှိတဲ့ database ထဲမှာရှာတွေ့ခဲ့ပါတယ်။သူမက Tom ကိုအကူအညီတောင်းပြီး server center ထဲကိုခိုးဝင်ခဲ့ပါတယ်။ကုတ်တွေကိုရလိုက်တဲ့အချိန်မှာပဲအချက်အလန့်တွေထပ်မိလာပြီးလက်နက်ကိုင်းအစုံတွေရောက်လာခဲ့တယ်။သူမကနောက်ဆုံးအဆင့်အဖြစ်ပြန်တိုက်ဖို့ပြင်ဆင်နေတော့ပဲ Jack ကဒူကာတီဆိုင်ကယ်ကြီးကိုဝုန်းကနေဝင်လာလိုက်ပါတယ်။ Amy ကလည်းလေထဲမှာတပတ်လွှတ်ပြီးသူ့ရှေ့မှာဆင်းသက်လိုက်ပါတယ်။အခြေအနေကတင်းမာနေလေ။တမျိုးလေးကြီးကောင်းနေလေ။အဲ့ဒီအချိန်မှာ Amy ကယုံတရတတိရသွားပြီးနေအောင်ဒီဆိုင်ကယ်ကပြန်မပြန်နိုင်ဘူးမဟုတ်လားလို့မေးလိုက်ပါတော့တယ်